ပါကိုကျွန်တော်တို့ဟိုတယ်ရောက်ရဖြစ်ပါတယ်ကဲဒါဟိုတယ်မှာပါဟိုတယ်မှာပေါ့နော်ကိုဟိုတယ်မှာပါကိုကျွန်တော်ပဲဗီဒီယိုရိုက်နေရလေကိုဒါတော့ကျွန်တော်တို့နောက်ကတော့မြင်တွေ့နေရတာတော့ကဲမျိုးပေါ့နော်တာဝါရှိပါတယ်တာဝါရှိပါတယ်ခင်ဗျတော်တို့ဘယ်လွာမှာလဲလို့မေးနေကြတော့12လွာမှာပါဟုတ်တယ်နော်ဗာ12နော်12လွာဒါတော့12လွာမှာပါကြည့်ပါဘရိုတို့ဒါ12လွာမှာကြည့်ဘရိုပြကတ်12လွာမှာတော့မလေးရှားနိုင်ငံပေါ့ကဲဒါတော့ကျွန်တော်တို့ KL မြို့ထဲမှာပါအိုးမှာတရုတ်တန်းလေးတွေကတော့အာလောလို့ပေါ့နော်လူရမ်းစီပါတယ်ဟိုဘက်ကတရုတ်တန်းတွေဟာဒါကတော့ဒီဘက်ကကျတာဝါကြီးပေါ့နော်ဒီဘက်မှာလည်းတာဝါတစ်တိုင်းရှိတယ်ဒါမှတာဝါတစ်တိုင်းပြီးတော့ဟိုဘက်မှာကျတော့ကားလမ်းမှာပေါ့နော်ကားလမ်းမှာအဲ့နေရာကားလမ်းမှာဒီအောက်မှာအာလောရှိပါတယ်ဟိုဘက်မှာအာလောဒီဘက်ကကျတော့ကျွန်တော်တို့ဟိုဘက်ကကျတော့လို့ကောင်းတယ်မျိုးရဲပေါ့ဟိုဘက်ကကြောက်လေးစိတ်ပေါ့နော်ဒီဘက်ချမ်းကိုတောင်တန်းလို့ပါတောင်တန်းဘက်ရောက်ပါတယ်အခုကျွန်တော်12လွာပေါ့ဘယ်မှာနေလဲဆိုဟိုတယ်မှာ12လွာပါဒီချိုးကကုန်ပါပါတယ်အားလုံးပဲလိုက်ကြည့်ပြကြပါအခုဆိုရင်ကျွန်တော်တို့12လွာမှာပေါ့နော်12လွာဆိုတော့ဒါတော့ဒီချိုးgrandmother နှုတ်ဆက်လိုက်ပါဦးထမင်းရှိုင်းတယ်ဟာလိုင်းပါမဟုတ်တာဗီဒီယိုကပြန်ဖြတ်လို့ရစိတ်ချတဝက်တစ်ဖြတ်လို့ရကဲအားလုံးလိုက်ကြည့်ပြကြပါလိုက်ခုဝဲဆရာဟိုတယ်မှာပါခု12လောမှာပါကဲဒါတော့ပြင်ပြပြီးပြီဆိုတော့ကျွန်တော်တို့ဒါတော့ကျွန်တော်ရဲ့ဒါတော့မှန်ပါကြိုက်ဝါးစီอ่ะခုကျွန်တော်ထပ်ပါပါမယ်ဒါတော့ကျွန်တော်မဲ့သိမ်းထားတဲ့ truck ကားလေးပေါ့နော်ဒီပါပါဒီဟာလေးပါဒီဟာလေးပေါ့နော်ကျွန်တော်ယူသွားပါပြန်တာစအဲ့မှာခွေးရှိပါတယ်ခွေးတော့ကြောက်လို့ဒီဘက်ကရောက်ပြင်ထွက်တဲ့ဘက်ကရေချိုးမယ်ကျွန်တော်ရေချိုးနေတော့မပြတော့ပါဒီဘက်ကလေးမို့ဘားကြတယ်ကြည့်လိုက်ဟိုမှာထဲမှာထိုင်ပေါ်ရေးလိုက်ပြီးကျွန်တော်ပြဒီလိုထိုင်ပေါ်အမြင်မှာထိုင်လို့ရတယ်ဗျပြီးတော့ဟိုပါဘောကားလည်းစိုက်ကြည့်ပြကြပါဦးဒါတော့ကျွန်တော်မိကိုင်းတဲ့ဖုန်းပေါ့နော် iPhone 70ပေါ့နော်ကျွန်တော်ကပြောရရင်ဗျာမလေးရှားလာတာလေးနဲ့လာဒါပေမဲ့အင်္ဂလိပ်စကားတက်ဖို့လိုပါတယ်မတက်ရင်လေးစိတ်မှာကျွန်တော်မြန်မာပြည်ပြန်လို့ခံရပါတယ်အားလုံးပဲဒါတော့ကျွန်တော်အပြိုကြီးပဲဖြစ်ပါတယ်အောက်ဘက်ပါကြည့်လိုက်ပါဦး12လွာမှာကျွန်တော်အခု12လွာမှာပေါ့နော်12လွာမှာဒီတာဝါကြီးတတိုင်းလားဆိုတော့မဟုတ်ပါဟိုဘက်မှာတတိုင်းရှိပါတယ်သူ့ရဲ့တာဝါရဲ့အမြင်က118ထက်ရှိပါတယ်188ထက်ပေါ့နော်118ထက်မဟုတ်188ထက်တာဝါအမြင် KSCC တာဝါဆိုရင်ဟုတ်ပေါ့နော်ဟိုမှာမီးလေးနှစ်ခုထင်တာ KSCC ပါဒါလည်းတာဝါနှစ်ခုပါဗျာဒီလိုပေါ့ကွာဒီလိုနှစ်ခုအဲ့အောင်မှာလဲတရားထိုးလာတာဒါကတော့ဒီဘက်ပါဒါဒီတာဝါကျတော့ကလပ်ပေါ့နော်ဒီတာဝါကြီးမီးလေးနဲ့တာဝါရကလပ်ဒီဘက်ကတာဝါကျတော့ဟိုတယ်ပါဟောဟိုတယ်ခေါ်ရအလုံးရလဲခေါ်ရဟိုကျွန်တော်တို့က
မေးရတိုင်ကဆိုပြီးပဲလေဒီအောက်မှာကျတော့ hotel ဝင်သွားပါတော့ဟုတ်ဒီဘက်က truck ကားကြီးလာရပ်ပါတယ်ဒီလောက်ပါဒီအားလုံးပဲလိုက်ကြည့်ပေးကြပါခင်ဗျာဒီဘက်ထဲဝင်လေကဲအားလုံးပဲ unit view တို့ဒီနေ့ bro ရိုက်ပြတာဆိုတော့အားလုံးပဲဒါတော့အေးရပါဒီနေ့တက်တာပါbye bye